ဒီနေ့တော့ဗမာရာဆိုဝင်ဒုတိယဆောင်တဲ့ကဇလန်းတစ်ပုဒ်ကိုကြည့်ကြရအောင်ဒီဇလန်းကလေတကယ့်ကိုအောင်မြင်မှုရဲ့အထွတ်ထိပ်တွေကနေရင်ကွဲမတတ်နောင်တရခြင်းတွေအထိအဆုံပါပဲခေါင်းဆောင်ကောင်းတယောက်ကတော့ဘာဖြစ်လို့ကိုယ့်ရဲ့အကြီးဆုံးရန်သူဖြစ်သွားရတယ်လဲဆိုတဲ့မိကွန်းမျိုးပေါ့ဒါဝေမင်းကြီးရဲ့ဘဝကိုကြည့်လိုက်ရင်အဲ့ဒီအဖြေကိုတွေ့ရမှာပါအာနာတွေးဆောင်မှုပြီးတော့ရီမန်းချက်ကြီးတာတွေကဘလို့မျိုးပြင်းထန်တဲ့အမားတွေစီကိုတွန်းပို့နိုင်လဲဆိုတာကိုရှင်းရှင်းလင်းလင်းမြင်ရပါလိမ့်မယ်ဟုတ်ပါတယ်ဒီစကားကဒီကျန်းရဲ့အဓိကခွန်းအောင်ကိုထိထိမိမိပြောသွားတာပဲလူသားတွေအားနေချက်တွေအမားတွေနဲ့ဖျားသခင်ရဲ့မပြောင်းလဲတဲ့ကရုဏာတရားတို့ထိတ်တိုက်တွေးကြတဲ့အခါဘလို့မမေ့နိုင်စရာဇလန်းတွေဖြစ်လာတယ်လေဆိုတာပါပဲကဲပထမဆုံးအပိုင်းအနေနဲ့ဒါဝိဒ်ဘုရင်ဖြစ်လာပုံကိုကြည့်ကြရအောင်သူ့ရဲ့ထီနန်းရရှိရေးခီးရေးရလေထင်ထားသလိုအောင်ပွဲခန္ဓာမျိုးနဲ့စတာမဟုတ်ဘူးအန်တော်ဆရာကောင်းလောက်အောင်ကရုဏာပြတဲ့လောရဲ့တစ်ခုနဲ့အစာပြုထဲတာပါဆိုတော့သူ့ကိုတတ်ဖို့စ조사ခဲ့တဲ့ပြိုင်ဘက်ရှောလူမီနဲ့သူသားယောနသန်ဆေဆုံးသွားတာခါမှာလေသူကဝမ်းသာအားရအောင်ပွဲခံမဲ့အစားသူတို့အတွက်ငိုကြွေးမြေရန်ခဲ့တယ်ဒါဘာကိုပြလဲဆိုတော့လက်စားချီတာထက်ဂုံဒိခါကိုသူပိုတန်ဖိုးထားတယ်အဲ့ဒီလိုစိတ်နှလုံးမျိုးကိုပဲဖျားသခင်ကလူလာတာပေါ့သူပြောခဲ့တဲ့ဒီစကားတွေကိုကြည့်ပါဦးဒါကသူ့ရဲ့ဖေရင်ဖြစ်အောင်ဆုံးမှုမစခင်ကတည်းကသူဘလောက်နှိမ့်ချတဲ့စိတ်ထားရှိတယ်လဲဆိုတာကိုဖော်ပြနေတာပဲခုနှစ်နှစ်ခွဲဒါကအချိန်တိုးတော်တော့မဟုတ်ဘူးနော်အဲ့ဒီလောက်ကြောင့်ဒါဝိဟာဟေဘရုန်မြို့မှာယူရာမြို့သူမျိုးတဲ့အပေါ်မှာပဲဖျင်လုပ်ပြီးစစ်ရှိရှိနဲ့စောင့်ခဲ့ရတယ်သူရဲ့စစ်ရှိမှုနဲ့ဖျားသခင်ရဲ့အချိန်အခါကိုယုံကြည်မှုကိုပြနေတဲ့ကာလတစ်ခုပေါ့အဲ့ဒီအချိန်မှာနိုင်ငံကနှချမ်းကွဲနေတာပါတစ်ဖက်မှာဒါဝိရဲ့အိမ်တော်ကဟေဘရုန်မှာအခြေစိုက်ပြီးတဖြည်းဖြည်းအားကောင်းလာတယ်နောက်တစ်ဖက်မှာတော့ရှောလုရဲ့အိမ်တော်ကကျန်တဲ့ဣသရေလကိုအုပ်စိုးရင်အားနေသွားတယ်ဆိုတော့နိုင်ငံတစ်ခုလုံးစီးလုံးညီညွတ်ဖို့ဆိုတာလွယ်လွယ်နဲ့ရခဲ့တာမဟုတ်ဘူးနိုင်ငံရေးအရကွဲပြားမှုတွေပရိပက္ခတွေအများကြီးကိုအရင်ဆုံးကြော်ဖြတ်ခဲ့ရတာပါနောက်ဆုံးတော့အဲ့ဒီအခက်အခဲတွေကိုကြော်လွှားပြီးဣသရေလညိုအားလုံးကဒါဝိကိုဘုရင်ဖြစ်ပိတ်သိမ်းပေးလိုက်ကြတယ်ပြီးတော့သူကယေရုရှလင်မြို့ကိုသိမ်းပိုက်ပြီးဇီယုန်လို့ခေါ်တဲ့မြို့တော်ဖြစ်တည်ထောင်ခဲ့တယ်အရေးကြီးဆုံးကတော့ဖျားသခင်ရဲ့တည်ရှိခြင်းကိုကိုးစားပြုတဲ့ပရိညင်တက်တာတော်ကိုမျိုးတဲကိုတည်ဆောင်လာပြီးဖျားရှင်မှာပျော်ရွှင်စွာနဲ့ကခွန်ကိုးကွယ်ခဲ့တာပါပဲနိုင်ငံတို့ဝိညာဉ်ရေးရအထွတ်အထိပ်ကာလတစ်ခုပေါ့ဒါပေမဲ့အရာအလုံးအကောင်းဆုံးချိန်နေတဲ့အချိန်သူ့ရဲ့အာဏာကအထွတ်အထိပ်ရောက်နေတဲ့အချိန်မှာပဲဇလန်းကအလှည့်အပြောင်းတစ်ခုဖြစ်သွားပါတယ်တာဝန်ကိုခဏလေးပို့ဆလိုက်တာကနေဆိုရွာလာတဲ့ကိုချင်းရပြည့်ရွေးမှုကြီးတစ်ခုဖြစ်လာခဲ့တယ်ဇလန်ကဒီလိုပါသူစစ်တပ်တွေကစစ်ပွဲမှာတိုက်ခိုက်နေတဲ့အချိန်မှာဒါဝိဒ်ကယေရုရှလင်မှာပဲကျန်နေခဲ့တယ်အဲ့ဒီမှာတင်သွေးဆောင်မှုနဲ့အပြစ်အသက်ညာလွတ်တကိုဖြစ်သွားတာပေါ့ဒါကပထမဆုံးတတိပေးချက်ပဲခေါင်းဆောင်တယောက်ကလွတ်ရမယ့်တာဝန်ကိုပေါ်ဆက်လိုက်တဲ့အခါဘလို့အားနေသွားနိုင်လဲဆိုတာကိုပြနေတယ်အပြစ်ကဘလို့ဆင်းဆင်းဖြစ်သွားလဲဆိုတာကြည့်ရအောင်ပထမဆုံးသူကသူ့ရဲ့တစ္ဆာရှိစစ်သေးဥရိယရဲ့ဇနီးဘာသက်ရှိပါကိုမြင်တယ်ပြီးတော့တမစစ်ကိုဝင်ခွင့်ပေးလိုက်တယ်ဒုတိယသူ့စီခေါ်ပြီးဖောက်ပြန်တယ်အဲ့ဒီကနေကိုဝင်ရှိလာတော့ဖုံးကွယ်ဖို့စူးစမ်းရတော့တာပေါ့တတိယအဆင့်ဥရိယကိုစစ်မြေပြင်ကနေပြန်ခေါ်ပြီးအပြစ်ကိုဖုံးကွယ်ဖို့စူးစမ်းပေးမဲ့ဥရိယရဲ့ရိုးသားဖြောင့်မတ်မှုကြောင့်အစီအစဉ်ပြတ်သွားတယ်နောက်ဆုံးမဖြစ်မနေအခြေအနေမှာတော့ဥရိယကိုစစ်ရဲ့ရှေ့တန်းမှာတေအောင်စီစဉ်ပြတော့တာပဲတမစစ်လေးတစ်ခုကနေလူသက်မှုအထိရောက်သွားတာတကယ်ကြောက်စရာကောင်းပါတယ်ဒါပေမဲ့အမှန်တရားကိုအကြာကြီးဖုံးကွယ်ထားလို့မရခဲ့ပါဘူးပြောဖက်နာသန်ကသူ့စီလာပြီးပုံဥပမာတစ်ခုနဲ့သူ့အပြစ်ကိုထောက်ပြခဲ့တယ်ထို့သူကကိုတော်ပြင်းဖြစ်တဲ့ဆိုတဲ့စကားတစ်ခုနဲ့လည်းပဲဒါဝိရဲ့ဖုံးကွယ်ထားသမျှဟာအကုန်ပြိုလဲကျသွားတော့တာပါပဲအဲ့ဒီမှာတင်ဇလန်းကမပြိုသေးဘူးအပြစ်ရဲ့အကျိုးဆက်တွေကလာပါတော့မယ်နေသန်ကပရောဖက်ပြုတ်ခဲ့တယ်ဒီပြကြောင့်ဒါဝိရဲ့အိမ်တော်မှာဒါဝိဘရောမောက်ကင်းလို့တော့မှာမဟုတ်ဘူးတဲ့ပြီးတော့တကယ်ပဲအဲ့ဒီတိုင်းဖြစ်လာခဲ့ပါတယ်ကြည်ပါသူသားအာမနုံကသူ့ရဲ့ညီမဝမ်းကွယ်တာမာကိုစော်ကားတယ်ဒါဝိကလည်းကိုယ်ရဲ့အပြစ်ရှိနေတော့ဘာမှမလုပ်နိုင်ခဲ့ဘူးအဲ့ဒီအတွက်တာမာရဲ့အကိုအက်ပရှလွန်ကနှစ်ဆောင်ပြီးအာမနုံကိုလက်စားချေတပ်ပေးလိုက်တယ်ပြီးတော့အက်ပရှလွန်က3နှစ်လောက်တင်းရှောင်နေခဲ့ရတယ်ပြန်ရုံလာတဲ့အခါမှာတော့သူ့အဖေကိုပဲပြန်ပုံကန်ပြီးလူတွေရဲ့နှလုံးသားကိုခိုးယူခဲ့တယ်မိသားစုတစ်ခုလုံးပျော်ကွဲသွားတာပေါ့ဒီနေရာမှာဒါဝိရဲ့ရင်ထဲကခံစားချက်ကတကယ်ကိုစိတ်မကောင်းစရာပါတစ်ဖက်မှာအဖေတယောက်အနေနဲ့သူသားအတွက်ငါသာအဘက်ရှလုံငါသာမင်းစားငါသာတေးလိုက်ချင်တယ်စပြီးငိုကြွေးတယ်ဒါပေမဲ့ဖင်ဂျပန်အနေနဲ့တော့ပုံကံမှုကိုနှိမ်နှင်းရတယ်အောင်ပွဲကအောင်ပွဲနဲ့မတူပဲရှုံးနေမှုလို့ခံစားခဲ့ရမှာပါ
နိုင်ငံကတော့ကယ်တင်နိုင်ခဲ့ပေမဲ့သူမိသားစုကတော့တဆက်စီဖြစ်စီးသွားခဲ့ပြီ ဒီလောက်အမောင်မိုက်ဆုံးအခြေအနေတွေကြားထဲမှာပဲဇလန်းကမပြီးသေးဘူးဖယားသခင်ရဲ့ကရုဏာတော်ဟာအလင်းရောင်တစ်ခုလိုထွန်းလင်းလာပြီးချွင်းချက်မရှိရဲ့ဂရီတော်ဤတစ်ခုပေါ်ထွက်လာခဲ့ပါတယ် အဲ့ဒါကတော့ဒါဝိဒ်နဲ့ဖွဲ့တဲ့ပတိညင်မှာအဲ့ဒီကတော့ဒါဝိဒ်ကဘုရားသခင်ရဲ့အတွက်အိမ်တော်ပိမ့်မှန်ပေါ့လေစောက်ပေးဖို့မဟုတ်ပဲဘုရားသခင်ကဒါဝိဒ်တို့ထာဝရတည်မြဲမဲ့အိမ်တော်ဆိုလိုတာကမင်းဆက်နိုင်ငံတော်နဲ့ထီနန်းကိုတိစောက်ပေးမယ်ဆိုတဲ့ဂတိတော်ပဲဖြစ်ပါတယ်ဘုရားသခင်ရဲ့အကြံစီကလူတွေလုပ်တဲ့ຢာတွေထက်အများကြီးပိုရင်းမြတ်တယ်ဆိုတာကိုပြနေတာပါ ဒီဇယားကိုကြီးလိုက်ရင်ပိုရှင်းသွားပါလိမ့်မယ်ဒါဝိဒ်ရဲ့နိုင်ငံတော်ကချိုးယွင်းချက်ရှိတဲ့လူသားအုပ်စုပြီးယာယီပဲတည်မြဲတယ်ဒါပေမဲ့ဘုရားသခင်ဂတိပေးတဲ့နိုင်ငံတော်ကတော့ဆုံးလင်းတဲ့ဘုရားသခင်ကိုယ်တိုင်အုပ်စုပြီးခြာဝရတည်မြဲမှာပါအဲ့ဒီဂတိတော်ကဒါဝိဒ်ရဲ့မျိုးဆက်ကနေဆင်းသက်လာမဲ့ယေရှုခရစ်တော်မှာပြည့်စုံလာခဲ့တာဖြစ်ပါတယ်ဆိုတော့ဒါဝိဒ်ရဲ့ဘုရင်ဖြစ်ခြင်းကပိုကြီးမြတ်တဲ့အရာတစ်ခုကိုဖြွန်ပြနေတဲ့အရေးတစ်ခုလိုပါပဲ သူ့ရဲ့နောင်တတရားကိုဆာလာ90ကင်မှာတိုင်းသားတွေ့နိုင်ပါတယ်ကရုဏာကိုတောင်းကန်ပြီးတန်ရှင်းတဲ့ဟလုံးသားအတွက်အော်ဟင်ကိုကြွေးခဲ့တာကွာဒီနေရာမှာကျွန်တော်တို့သင်ယူရမယ့်အရေးကြီးတဲ့အချက်ကဘုရားသခင်စိတ်နှလုံးနဲ့ညီတဲ့သူဆိုတာအပြစ်ကင်းစင်တဲ့သူကိုဆိုလိုတာမဟုတ်ပါဘူးကြာရှုံးတဲ့အခါတိုင်းနှိမ့်ချစွာနဲ့ဘုရားသခင်စီအမြဲပြန်လာတတ်တဲ့သူကိုဆိုလိုတာပါ ဒါဆိုဘယင်တစ်ပါးရဲ့အကြီးမားဆုံးကြရှုံးမှုတွေကြားတဲ့ကတော့ဘုရားခင်ရဲ့ဂတိတော်ကတည်မြဲနိုင်ခဲ့တဲ့ဆိုရင်အဲ့ဒါကဂရုဏာတရားရဲ့သဘောတဘာဝအကြောင်းကိုဘာတွေပြောပြနေတယ်လဲဒီရှေးဟောင်းဆက်လန်ကကျွန်တော်တို့ကိုတစ်ခုသတိပေးနေပါတယ်ကျွန်တော်တို့ရဲ့အမားတွေကြရှုံးမှုတွေကအမာရွတ်တွေခြံခဲ့နိုင်ပေမဲ့ဘုရားသခင်ရဲ့ဂရုဏာတရားကတော့ကျွန်တော်တို့ရဲ့အပိထက်အမြဲတမ်းပိုရင်းမြတ်ပါတယ်ပြီးတော့ရွေးနှုတ်ခဲ့တဲ့နိုင်တဲ့ကိုရောရဲ့တန်ခိုးဟာလည်းအကန့်အသတ်မရှိဘူးဆိုတာပါပဲ